ဘန်ကောက်မှာရှိတဲ့ PV Lala Moon ထော်လောင်ဟိုတယ်ကိုဒီမှာပြည့်နေတော့လာလေတဲ့သူတွေအခုဆိုရင်ဒီမှာလာတဲကြတယ်ဟိုတယ်ကမြန်မာပိုင်ပဲဆိုတော့ဒီ booking တင်ရတာလည်းလွယ်တယ်ဒီနှစ်လပိုင်းထဲမှာဆိုရင်ဒီဟိုတယ်ရဲ့ Facebook page နဲ့ဖုန်းနံပါတ်မှာဆက်တယ်ပြီးတော့တင်မယ်ဆိုရင်တော့ 10% discount shop ပေးပါတယ်အခန်းတွေလည်းကျယ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုမမြင်ဘူးတဲ့သူတွေအတွက်ကျွန်တော်ပြန်ပြီးတော့လိုက်ပြပေးပါမယ်တချို့ဆိုရင်တော့ဒီလာမေးထားတဲ့ဟိုတယ်မှာတဲရင်ဒီရေကူးတာတွေဂျင်ဆော့တာတွေဒီချွေးထုတ်တာတွေလုပ်ရင်ဒီပတ်စံထပ်ပေးရသေးလားပေါ့နော်ပတ်စံပေးရမလို့တော့ပါဘူးဒီအကုန်လုံးသုံးလို့ရပါတယ်အခန်းနေထားတွေကကြတော့ဒီ2ယောက်ခန်းရှိမယ်ပြီးတော့4ယောက်ခန်းရှိပါမယ်မိသားစုတိုင်းလာမဲ့သူတွေတငယ်ချင်းတွေနဲ့လာမဲ့သူတွေဆိုရင်လည်းဆင်ပြေတယ်အခန်းတွေလည်းတော်တော်ကျယ်ပါတယ်2ယောက်ခန်းစင်တော့အထက်မှာအခန်း2ခန်းပါပါတယ်4ယောက်ခန်းစင်တော့အထက်မှာအခန်း3ခန်းပါပါတယ်ပေါ့နော်ဒါကတော့ဒီ2ယောက်ခန်းနေထားပါဒါကတော့ရေချိုးခန်းနဲ့အိမ်သားအခန်းနေထားဒီလိုနေထားရှိတယ်4ယောက်ခန်းစင်တော့အထက်မှာအခန်း3ခန်းပါပါတယ်2ယောက်ခန်း2ခန်းပေါ့နော်2ယောက်ခန်း2ခန်းချက်စားမဲ့နေရာနဲ့ TV ကြည့်တဲ့နေရာအလယ်မှာတစ်ခန်းထပ်ရှိပါတယ်2ယောက်ခန်းဆိုရင်တစ်ရက်ကို1500ဘတ်ပေးရတယ်4ယောက်ခန်းဆိုရင်တော့တစ်ရက်ကို2500ဘတ်ပေးရပါတယ်အခန်းထဲမှာဆိုရင် workshop set တွေရှိတယ်ဟင်းနှွေးဆက်တွေစပင်လီမုတ်ဆက်တွေလည်းစုံပါပါတယ် workshop ပြီးရင်ဒီမှာ work တွေပါတွေ shop ပြီးရင်လည်းအပြင်မှာ warranty တွေမှာထပ်လန်းလို့ရပါတယ် warranty တွေလည်းအခန်းတိုင်းမှာပါပါတယ်ချက်စားပြုတ်စားမဲ့သူတွေဆိုရင်လည်းဒီမှာအိုးတွေခွက်တွေရှိတယ်ဖန်ခွက်တွေဆိုရင်လည်းဒီဗီဒီယိုထဲမှာတွေရှိပါတယ်အပေါ်ထက်မှာဆိုရင်ရေကူးမဲ့သူတွေဆိုရင်လည်းဒီမှာမိန်းကလေးတွေယောက်ျားလေးတွေရေချိုးခန်းတွေရှိတယ်အမှာဝတ်လဲပြီးတာနဲ့ဒီမှာလာကူးလို့ရတယ်ဒီဟိုတယ်ကကြတော့ဘန်ကောက်မြို့ထော်လောင်မှာရှိတယ်စားတောက်ဆိုင်တွေဈေးတန်းတွေဆိုရင်လည်းဒီလမ်းထိပ်မှာစုံရှိတယ်စူပါမားကတ်တို့ပေါ့နော်တခြားနေရာတွေကိုတွားလိုက်မှဆိုရင်လည်းမိုးပြန်ရထားတွေနဲ့လည်းတွားလို့ဆင်ပြေတယ် PDS ထော်လောင်နဲ့လည်းနီးပါတယ်ဒီနောက်နောက်ပိုင်းထဲမှာလာတဲမဲ့သူတွေဆိုရင်ဟိုတယ်ရဲ့ Facebook page နဲ့ဖုန်းနံပါတ်မှာလာတင်မှဆိုရင် 10% discount shop ပေးပါတယ်မြန်မာနိုင်ငံကနေလာလည်မဲ့သူတွေဒီစေးုံစိတ်ခန်းလာပြမဲ့သူတွေတခြားနိုင်ငံကနေလာလည်မဲ့သူတွေဆိုရင်လည်း page မှာဆက်သွယ်ပြီးတော့မေးမြန်းလို့ရပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆုံပါမယ် bye bye